အဲ့ဆိုဒီ MiniQ installation ဟာလေးတစ်ချက်သွားလိုက်မယ်ကျွန်တော်တို့ဟိုအရင်နေတုန်းကအဲ့ရှေ့မလုပ်ခဲ့အဲ့ network policy တွေဒီ external secret operator တွေမှာကျွန်တော်တို့အဲ့အရင်တော့ MiniQ သုံးတယ်ဗောနော် MiniQ သုံးတော့ live လုပ်တဲ့အခါကျလို့ရှိရင် MiniQ ကကြည့်ပြီးသားလူလည်းရှိရင်မရှိရလူလည်းရှိမှာဆိုမရှိရလူတွေဆိုရင်တော့ဒီ setup ဘယ်လိုလုပ်လဲဆိုတာလေးဘာမှတော့မရှိဘူး true တော့ဒီပေါ်ပါပဲဗောနော်ဒီအဓိကတော့ installation ဒီ MiniQ ရဲ့သူ့ရဲ့ website ဗောနော်ဒီကိုသွားပြီးတော့ဒီ custom မှာဒီ installation ပါဗောနော်အဲ့ဒီထဲကအတိုင်းပဲလိုက်ပြီးတော့လုပ်ပေးဖို့ပဲလို့ဗောနော်ကျန်တာတော့ဘာမှခက်ခဲတော့မရှိပါဘူးပြီးဒီမှာဆိုလို့ရှိရင်သူက operation system မှာဆိုရင်ဒီ Linux ပါမယ် Mac ပါမယ် Windows ပါမယ်ဗောနော်ကျွန်တော်ကတော့ Windows ဟိုကတော့Windows laptop တော့မရှိဘူးဗောနော်ဒီ Linux နဲ့ Mac နဲ့အတွက်နှစ်ခုတော့အဆင်ပြေရအဲ့ဆိုဒီ Mac အတွက်အရင်လာပြီးတော့လုပ်လိုက်မယ်ဗောနော်ဒီမှာဆိုလို့ရှိရင်သူ architecture ရွေးလို့ရတယ်ဒီ HTC 64လားဒါမှမဟုတ်ဒီ ARM လားပေါ့နော်အဲ့ဆိုကျွန်တော်ဒီမှာဒီ release ကတော့ stable ဖြစ်တဲ့ဟာပဲသွားလိုက်မယ်ပြီးရင်ဒီမှာ installer type က2မျိုးရှိရပါတော့ binary လား homebrew လားဆိုကျွန်တော်ကတော့ကျွန်တော်ဆက်မှာ homebrew နဲ့ပဲတွင်ထားရပါတော့အဲ့ဆိုဒီကောင်ကို copy လေးတစ်ချက်ယူလိုက်ရုံပဲပြီးရင် terminal မှာတွင်မယ်ပေါ့နော်ဒါဆိုရင်သူ MiniQ ရဲ့လိုအပ်တဲ့ဟာတွေပေါ့နော်သူ install လုပ်ပြီးတော့တွင်သွားမယ်ဒီဟာကကျွန်တော်ဆက်ထဲမှာတော့တွင်ပြီးသားပါเนาะအရင်တော့ကျွန်တော်သုံးနေချင် MiniQ လေးရှိရင်အဲဆိုတော့ဒီမှာဒီ version ဒီ1370တော့ဟောဖြစ်တယ်ပေါ့နော်အဲဆိုပြန်ပြီးတော့ reinstall လုပ်မလားလို့တော့မေးတယ်ဒါပေမဲ့ကျွန်တော်တော့ပြန်ပြီးတော့လုပ်ကြည့်လိုက်မယ်ဒါပါပဲအဲဆိုရင်ဒီလိုတွင်ပြီးသွားပြီဆိုလို့ရှိရင်MiniQ data hub ပေါ့နော်အဲဆိုရင်ဒီမှာ MiniQ ရဲ့ command တွေပေါ့နော်ပေါ်လာပြီဘာလဲဆိုရင်ကျွန်တော်တို့က basis အနေနဲ့ကျွန်တော်တို့ဒီ lab လေးတွေပေါ့နော်ပေါ့ပါ Kubernetes နဲ့ပတ်သက်တဲ့ lab လေးဆန်းဖို့ဆိုရင်ဒီကကျွန်တော်တို့ cluster တစ်ခုလိုမယ်ပေါ့နော် cluster ကလည်းဒီတာမန်ပေါ့ပါ lab လေးတွေပဲဆန်းဖို့အတွက်ဆိုတော့ကျွန်တော်တို့အများကြီးတော့ဟို resource တွေပါလည်းမလိုပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဆက်မှာဒီ MiniQ လေးနဲ့ပေါ့နော်ဆက်ရလုပ်ပြီးတော့ဆန်းကျင်တာလေးဆန်းလို့ရပါပေါ့အဲဆိုရင်သူ့မှာ basis အနေနဲ့ဆိုလို့ရှိရင် command တွေကဒီ start ဆိုတော့ command ပါမယ်ဒီဟာကတော့ MiniQ ကျွန်တော်တို့ cluster start တဲ့ဟာပေါ့နော်ပြီးရင်ဟိုဒီ status.delete ဒီဟာတွေကတော့ဒီ live ပြောကြည့်လိုက်ရင်တော့အကုန်လုံးတော့တည်ပါတယ်ဒါတွေကဘာမှတော့ထွေထူးမရှိဘူးဒီကသုံးတဲ့ command အဲ့ MiniQ ရဲ့ဒီ start ပေါ့နော် start ဆိုလို့ရှိရင်ဒီ Kubernetes cluster MiniQ cluster လေးတစ်ခု start လုပ်သွားမယ်ပေါ့နော်ပြီးရင်နောက်ထပ်အသုံးများတဲ့ဟာကဒီ add-on တို့ပါတော့ပေါ့နော်ဟိုကျွန်တော် MiniQ မှာဆိုလို့ရှိရင်ပါတဲ့ add-on တွေဒါပါတော့ ingress တို့ပါတော့အဲ့လိုမျိုး add-on တွေကိုလည်းထည့်ခြင်းနဲ့ဆိုရင်ဒီ command နဲ့ထည့်ပေးရတယ်ပေါ့နော်ပြီးရင်တော့ဒီမှာဆိုရင် MiniQ hub ဒီ step လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့နောက်ကနေပြီးတော့ထပ်ပြီးတော့ဒီ option တွေထပ်ထည့်လို့ရပါမယ်နော်ဒီမှာဆိုရင်ဒါတွေကတော့ပုံမှန်အဖြစ်တော့3တာတော့မရှိဘူးကျွန်တော်အနေနဲ့ဆိုရင်တော့သုံးတာကဒီကျွန်တော်ပထမဟို network policy မှာတော့ငါသုံးတဲ့ဟာတခုရှိရဲ့ဒီ CN9 plugin ပေါ့နော်ဒီ network policy သုံးမယ်ဆိုရင် network policy အလုပ်လုပ်မဲ့ plugin တွေပြီးတော့ install လုပ်ပေးရမယ်မနော်ဒီတခုသုံးတယ်ပြီးရင်ဒီ CPU ကလည်းကျွန်တော်တို့ရဲ့ဒီ cluster set လုပ်လို့ရှိရင် CPU ဘယ်လောက်လိုမလဲပေါ့နော်ကျွန်တော်တို့ဒီ cluster node တွေအတွက်အဲ့ဒီအတွက်သူဒီမှာထည့်ပေးလို့ရပါဘောနော် CPU ဆိုပြီးတော့ဘယ်လောက်ယူမလဲပါညာပေါ့ပြီးရင်တော့နောက်တစ်ခုက memory ပေါ့နော် memory လည်းအဲ့လိုပဲ CPU လိုမျိုးပဲပေါ့နော်ဘယ်လောက်ထည့်မလဲဆိုတဲ့ဟာမျိုးပေါ့အဲ့လောက်က memory ကဘယ်မှာလဲဆိုဒီမှာdata
memory ဆိုပြီးတော့အဲ့ memory လဲဘယ်လောက် gig လဲဘယ်လောက်လဲဆိုပြီးတော့ထည့်ပေးလို့ရတယ်ပေါ့နော်သူ့ရဲ့ default တွေကတော့ဒီ291 gig လာမသိဘူးသူ default ပေးတဲ့ဟာတော့နော်ပြီးရင်ကျန်တဲ့ဟာတွေကတော့ပုံမှန်အနေနဲ့တိတ်ပြီးသုံးလို့တော့မရှိဘူးပြီးရင် SSH ပေါ့နော်ဒီ mini queue ရဲ့ note တွေဝင်နေဆိုရင် mini queue SSH ဆိုပြီးတော့ note နေနဲ့လိုမျိုးဝင်လို့ရတယ်ဆိုပုံစံမျိုးပေါ့အဲဆိုကျွန်တော်ဒီမှာ mini queue start နဲ့ပဲပြီးရင်ဟို profile တွေပါထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဟို mini queue start ကိုမှ minus p တို့ပါတော့လိုမျိုးနဲ့ minus p ဆိုတာဒီ profile ပေါ့နော်ဒီ cluster တွေကိုဝဲတဲ့အနေနဲ့ပေါ့ကျွန်တော်ဒီမှာဆိုရင် mini queue profile list ဆိုပြီးကြည့်လိုက်ကျွန်တော်ပထမတော့ကဒီ mini nap ဆိုတဲ့ဟာတခုရှိရမှာနော်အဲ့ဟာဒီ network policy နဲ့ external secret operator အတွက်ဆန်းထားတဲ့ဟာပေါ့နော်ဘာမှမဟုတ်ဘဲနဲ့အခြားအခြားတစ်ခုဆန်းမှုဒီချီပြီးသား cluster ထဲမှာမဆန်းချင်ဘူးဆိုလို့ရှိရင်တော့နောက်အဲ့ profile အသစ်အနေနဲ့ပေါ့နော် start dash b ဆိုပြီးတော့အခြားနာမည်တစ်ခုနဲ့မနော် dash ပဲပေးလိုက်ပါအဲ့ဒါနဲ့စလိုက်ရင်ဒီနာမည်နဲ့ဒီ cluster တစ်ခုစပါမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် CPU memory ဘာမှမထည့်တာသူ default ကကျွန်တော်ဆက်မှာတော့2ကိုဒါ 4K ပဲထားပါနော်2ကို 4K အနေနဲ့သူ mini queue container create လုပ်ရမယ်ပေါ့ဒီ mini queue data အဲဆိုရင်ဒီမှာ type က control plane အဲ့လေဒါ default ယူပြတယ်yes ပေါ့မှာကျွန်တော်ခုန create လုပ်လိုက်တဲ့ cluster test ဆိုတဲ့ cluster ဒီမှာဆိုရင်သူရဲ့ဒီ API server တွေ kubelet တွေပါတွေက running ဖြစ်နေပေါ့နော်အဲဆိုရင် qctn command တွေစပြီးတော့ရိုက်လို့ရပြီနော် qctn kernel ဆိုပါတော့အဲဆိုရင်ဒီ Kubernetes ရဲ့အထက်က resource တွေဖြစ်တဲ့အဲ့ pod တွေ deployment တွေကိုလည်းဒီပုံမှန် cluster မှာအတိုင်းပဲဆန်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဟာကတော့ဒီ mini queue ကကျွန်တော် local cluster အနေနဲ့ပဲဒီ pod ပါဆန်းမှုအတွက်ပဲလိုရတာပေါ့နော်နောက်တစ်ခုရှိရဒီကျွန်တော်MacBook မှာဆိုလို့ရှိရင်အဲ့ကျွန်တော်ဆက်မှာတော့ကျွန်တော် Docker နဲ့ run တာဗျာဒီ Docker ကဒီ MacBook မှာဆိုလို့ရှိရင်အဲ့ Docker desktop သွင်းပေးရပါတော့ Docker desktop သွင်းတာကလည်းဒီမှာပြတဲ့အတိုင်းပဲသူဒီ help.docker.com ကိုသွားလိုက်ပါတော့ပြီးရင်တော့ဒီမှာသူကျွန်တော်က Mac OS ဆိုလို့ရှိရင် Mac OS ဆိုပြီးနှိပ်လိုက်ရင်ဒီမှာ download ရမယ်လေးပေါ့နော်ဒီမှာမှ Mac မှာမှကျွန်တော်ကApple Silicon အတွက်လာဒါမှမဟုတ်ရင်ဒီ Intel chip တွေအတွက်လာပေါ့နော်ကျွန်တော်အတွက်ကဒါဆိုတော့ဒါကို download ဆွဲမယ်အဲဆိုရင် download ဆွဲပြီးလို့ရပြီဆိုလို့ရှိရင်ကျွန်တော်ဆွဲပြီးသားတော့ရှိရပါတော့ဆွဲနေကြမှာဆိုလို့အဲဆိုဒီကောင်ဆွဲလို့ရပြီဆိုလို့ရှိရင်ဘယ်မှာလဲဆိုရင်ကျွန်တော် setting မှာကတော့ download ထဲကိုရောက်သွားပြီဆိုရင်ဒီဟာရှိမယ်ဗျ docker.dmg ပေါ့နော်ရရှိရင်ဒီ Docker ဆိုတဲ့ဟာလေးကျွန်တော်ပုံမှန် MacBook သုံးနေလို့ဆိုရင်တော့ဒီ application ပုံမှန် install လုပ်တဲ့လိုမျိုးပဲဒီထဲလေးကိုဆွဲထည့်လိုက်ရင်ရပြီအဲဆိုရင် Docker desktop သွင်းပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ Docker command တွေလည်း run လို့ရပြီ Docker ps ဆိုလို့ရှိရင်ဒီမှာကျွန်တော်ခုန run ထားတဲ့ဒီ mini queue cluster ရဲ့ container လေးပေါ့နော်အဲဆိုနောက်တစ်ခုကဒါ Linux auto ပေါ့နော် Linux auto ဆိုတော့ကျွန်တော် Linux ရဲ့ instant တစ်လုံးရှိရပါတော့အဲ့ဒီကိုကျွန်တော် SSH တစ်ချက်ဝင်လိုက်မယ်မှာ SSH ဝင်ပြီးသွားပြီဆိုရင်ဒီခုနဒီ mini queue ရဲ့ website မှာပဲပေါ့နော်ဒီမှာ Linux address ဆိုရင်ဒီကျွန်တော်တို့ရဲ့ architecture ပါလဲပေါ့နော်ရွေးမယ်ပြီးရင် binary download လာဒီ Ubuntu ဆိုလို့ရှိရင်လည်းဒီ Debian package ပေါ့နော် .db နဲ့ဆုံးတဲ့ဟာပြီးရင် SunOS တွေပါလေဆိုလို့ရှိရင်လည်း RPM ပေါ့နော်ဒါသူ့ရဲ့ package manager လိုက်ရွေးပြီးတော့သွင်းလို့ရတယ်ပြီးရင် binary download
အနေနဲ့သွင်းလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီဟာနဲ့ပဲသွင်းလိုက်မယ်ဆိုဒီသူပေးထားတဲ့ command ကို copy ခုမယ်ပြီးရင်ထည့်လိုက်မယ်ပေါ့နော်ဒါပဲ tree to အဲ့လိုမျိုးခက်ခဲဘာမှတော့မရှိပါဘူးဒီ command လေးတစ်ကြောင်းပဲဒီကတော့သူ့ရဲ့ဒီ mini queue ဒီ file ကို download ဆွဲလိုက်တယ်ပေါ့နော်ဒီတော့ဒီမှာသူပေးထားတဲ့ command အတိုင်းပဲဒီ USR local pin အောက်မှာဒီ mini queue ဆိုပြီးတော့သူ့ရဲ့ binary ကိုတော့ထည့်လိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာ USR local pin အောက်မှာကြည့်လိုက်ရင် mini queue ဆိုပြီးရောက်သွားပြီပေါ့နော်အဲဆိုရင်mini queue command run လို့ရပြီဆိုလို့ရှိရင်ကျန်တဲ့အပိုင်းတွေကခဏလိုမျိုးပဲဒီ cluster create လုပ်တဲ့ဟာတွေdelete တဲ့ဟာတွေပေါ့နော်ဒီ mini queue command တွေကတော့ကျွန်တော်ဒီ data hub ကိုသုံးပြီးတော့မှကိုယ့်ရဲ့ setup ဘယ်လိုလုပ်မလဲဆိုတဲ့ပုံမှန်မူတည်ပြီးတော့ဆက်သွားပါတော့ဒီဟာကတော့ Linux မှာသုံးတဲ့ဟာဒီ Linux မှာလည်းကျွန်တော်တို့က Docker နဲ့ပဲသုံးတယ်ဒါပေမဲ့ Linux မှာကတော့map လိုမျိုးတော့မျိုး Docker desktop ပိုင်းညာသွင်းစရာတော့မလိုဘူးเนาะသူမှဒီ Docker ပြီးပြီးသားဆိုကျွန်တော်ဒီလမ်းသုံးလိုက်ရုံပဲရတယ်ဒီမှာဘာမှ video ထပ်ပြီးထည့်စရာမလိုဘူးဒီ mini queue သူ့ရဲ့ binary file လေးကို download ဆွဲပြီးတော့သူပေးထားတဲ့ command လေးနဲ့ဆွဲပြီးထည့်လိုက်ရုံပဲမနော်အဲဆိုအဆင်ပြေပါပြီ okay အဲ့ဒါပါပဲ